ဖွင့်မှုဂျပန်ပြည်မှာခွဲတကယ်ပဲတန်နေလေလို့စီရဲ့ဒုက္ခခံငါကြံစီတယ်သူရဲ့ကောင်းနေဘဝဆန်းနေအာသာနီတွေတဲ့ပါတဲ့အာသာနီဆန္ဒတဲ့အာသာနီနေ့ကိုတော့အာသာနီနေ့ကိုကျင်းပခြင်းဖြစ်ပါတယ်အခုပဲပုံစံဒီစီပွားရေးတန်တိုင်းနဲ့ဆက်သွယ်ရေးဖက်ဖက်အရာမှာဖက်ပုံမှာပြောတတ်နိုင်တယ်ဒီစစ်အမျိုးမှာတော့ပါတယ်ဒီလိုမျိုးလက်ရှိအောင်နေဆိုရင်မာနဒီပေါ်မှာကျောင်းသားတွေကန်ဒီမှာပြည်မိဘအပေါင်း